သူတော်သူစဉ်ပညာရှင်တို့မိဖြေစကားတခွန်ကြားကပရမစံကျုအဖို့ပြေကတံဧကံမုချတစုယတုလက်ကဖူးမွန်ကြိုကဲလွန်သည်မြတ်စွာရှင်ကြည်ဟောဖော်လိသည်လူဖြစ်အကျိုးနတ်စီတည်းသူတော်သူစဉ်ပညာရှင်တို့မိဖြေစကားတခွန်ကြားကပရမစံကျုအဖို့ပြေတံဧကံမုချတစုယတုလက်ကဖူးမွန်ကြိုကဲလွန်သည်မြတ်စွာရှင်ကြည်ဟောဖော်လိသည်လူဖြစ်အကျိုးနတ်စီတည်းအရိယာနေမီမရောက်လီကလေးတွေဘယ်တွင်မလွတ်ကင်းဘူးထွန်းလင်းသာသနာခေခါဝဲလာတာဘိုင်းငင်ပမာချင်း၍အခွင့်သားကိုက်နေမမိုက်နဲ့ရတဲ့သမျှတရားရာကိုနှစ်လာရက်နေ့အချိန်မရှိပဲယနေ့မြန်စွာအာထုရာဟုအခွင့်ရမှုရအောင်ယူထိုသူပညာရှိနေခြင်းကမတိကြသိခြင်းကတိကြတယ်အဒုမိဇိုတံဒုမိမရဏအောက်တံဖယံပိတပမိဝမိငါဤယုတ်နံချိတ်ဤအတက်သည်အဒုမခိုင်မြဲရင်လေးပြီးတော့ပျက်စီးတတ်ပါပြီမရဏံသိခြင်းသဘောတရားဒီကဒုမြင့်လာပါပြီအိုရမည်ဘေးမရောက်သေးမျောတွေးဆင်ခြင်းပါမအိုသေးခင်တရားဝင်အစဉ်ပြေလာတယ်အိုသောခါမှာတရားမရမှားကြပါလိမ့်မယ်နာရမည်ဘေးမရောက်သေးမျောတွေးဆင်ခြင်းပါမနာသေးခင်တရားဝင်အစဉ်ပြေလာတယ်နာသောခါမှာတရားမရမှားကြပါလိမ့်မယ်တရားမည်ဘေးမရောက်သေးမျောတွေးဆင်ခြင်းပါမတည်သေးခင်တရားဝင်အစဉ်ပြေလာတယ်တိဂာနိမတရားမရမှားကြပါလိမ့်မယ်ဤကိုကာယတလံမြ၌နှဝနံယူဖြစ်၍ချုပ်ဤနယုနှစ်ပါးအလွန်ထား၍ဤကလိပ်ပြဤကငါနှင့်ဤမာဇီဝဤအတ္တကိုညွှန်ပြစရာမရှိပါသည်ခန္ဓာနံယူမျှတာသည်နယုနှစ်ပါးဤတရားလေမြင့်စီကာလမတည်ကြပဲခဏဖြစ်လျက်ခဏပြည့်သည်ဖြစ်ပြနှစ်တန်းနှိစ္စဟံကြောင့်တရားမစဲလွန်ဆင်းဤခိုင်မြဲကြိုးမှအနှစ်မပါဘူးသူတဘာဝအနိစ္စဒုက္ခအနတ္တပါရကငါကူငါဟာငါဥစ္စာသည်ခေါ်စုမယဓမ္မတဘာဝတက်တက်ပါတကားအသက်ဇီဝင်ကူငွေရှိန်နဲ့ဝိညာဉ်မနာဤသုံးဝါတို့လုံးဝဆွန့်ခွာထိုအခါ၌ခန္ဓာအဘုဒ္ဓယုကတေဝမမမြေတုတ်တံဤကံဆက်ရမည်ဘယ်အသက်အရွယ်မှာဘေယောဂနှင့်ဘေကာကာလဘေဒီတာ၌တရားမြစ်တာဒုတုငါမှန်စွာမသိပါတကားရေမီလေမီဓာတ်ကြီးလေးတွေအနီကြကြအချီလှ၍မြတ်တနေစဉ်အသက်ရှင်လဲရဲ့အကျင်ခါတလိပြာတို့အာနာဟုံပြတပုံထားသောပြည့်ရကြည်ရချီမလတရားပေဦးမည်ဩငါဟာငါဥစ္စာနဲ့တွေ့တာမဲ့ကင်းအာတာပြင်းလေတေမင်းခေါ်လာတင့်တွေ့တာဥစ္စာပေမြပါမီနီနာယုနှစ်တံဖြစ်ပြဟံကိုအမှန်ဒိဋ္ဌမမြင်ကြ၍ငါထငါထိုင်ငါကင်ငါသွားငါကြားငါကြည့်ငါသိငါမြင်ဓာတ်ဖြစ်အင်ကိုငါပေမှုချမှတ်ထင်ကြသည်တက်ကာယဒိဋ္ဌိအစွမ်းတည်းနာယုနှစ်တံဖြစ်ပြဟံကိုအမှန်ဒိဋ္ဌမမြင်ကြ၍ငါထငါထိုင်ငါကင်ငါသွားငါကြားငါကြည့်ငါသိငါမြင်ဓာတ်ဖြစ်အင်ကိုငါပေမှုချမှတ်ထင်ကြသည်တက်ကာယဒိဋ္ဌိအစွမ်းတည်းဖြစ်ပြနှပြမမြင်ပါဘဲရဲ့တရားသက်ရှိသည်ထက်လေဖြစ်ပြနိယံယုံနဲ့နံကိုအမှန်မြင်လျက်ဉာဏ်စဉ်တက်၍တယတမြတ်အသက်ရှိရသောလောကတုရွာကောင်းမြတ်တာသည်မြတ်စွာဘုရားမိန့်ခွန်းတည်းယောဇဝတ္တတတံဇီဝေအပတံဥရယဘယံဧကံဇဝိတံတိယောပတ္တတောဥရယဘယံယောဇအကျဉ်သူဒီက
ဥရိယဗယံခန္ဓာနံယုမတိဥပ္ပေခန်းချုပ်ဆက်ဆက်အဖြစ်ပြက်ကိုအပ္ပတံတော်တတိမထာတရားမဝင်စင်ကြဉဏ်နဲ့မရှုမမြင်ဘေဒလျင်ဝတ္တတတဏိတရားရှိမြင့်ကြအောင်ဇီဝေယနှစ်ရတာရှိကြ၍နေရစီကမူတတော်ထူတရားတလုံးတတိဖုံးလျက်နှလုံးမမူနေရသောသူထက်ဥရိယဗယံခန္ဓာနံယုတက်ဆုပ်ဆက်ဆက်အဖြစ်ပြက်ကိုပတ္တတော်ရှုကားအစဉ်ခုထင်အောင်တည်မြင်သောသူဤဧကဟံတဏိတယတဏ္ဏနှင့်မြဇီဝတော်အတ္တမြင့်တည်နေရခြင်းသည်တိယောမြတ်လှပါပြီတတိသာဓုသာဓုသာဓု